ရွှေညောင်ကျေးရွာမှာတဘာဝတရားနဲ့ပြည့်နှက်နေတဲ့အင်းလေးကန်ကြီးဘေးမှာမိုးချုပ်သည့်ညတိုင်းမီးပုံးလေးတွေမျောပါနေတတ်ပါတယ်။ကျေးရွာသားတွေကညနေဆောင်တိုင်းဆူတောင်းပြည့်မီးပုံးလေးတွေကိုလွှတ်တင်လေးရှိကြပြီးဒီလိုထုံးစံဟာနှစ်ပေါင်းများစွာရှိခဲ့ပါတယ်။တညမှာတော့ကျေးရွာကစင်းရဲသားမောင်ငယ်လေးဟာသူ့အဖွားအိုအတွက်ကုသိုလ်ဖြစ်မီးပုံးလွှတ်ချင်လို့ကန်ဆက်မှာလာရောက်ဆောင်ဆိုင်နေခဲ့ပါတယ်။ဒါပေမဲ့သူ့မှာမီးပုံးဝယ်စရာပြတမ်းမရှိလို့တိရွက်ချောက်တွေဝါးမြင်တွေနဲ့ရိုးရိုးလေးပဲပြုလုပ်ထားတဲ့မီးပုံးလေးကိုကင်ထားမိပါတယ်။ညနေတကောင်အချိန်လူအားလုံးပြန်သွားကြတဲ့အခါမောင်ငယ်လေးဟာသူ့မီးပုံးလေးကိုလွှတ်တင်ဖို့စူးစမ်းနေစဉ်ရုတ်တရက်ကန်ထဲကနှစ်ပေါင်းရာချီပြီးရှင်သန်နေတဲ့ရွှေရောင်ကြာဘူးကြီးပွင့်လာပါတယ်။ကြာဘူးကြီးတဲကနတ်သမီးလေးတယောက်ဟာပြုံးရည်လျက်မောင်ငယ်လေးကိုပြောပါတယ်။တင်ဤစေတနာတန့်စင်မှုကိုမြင်ရတဲ့အတွက်ဤရွှေရောင်ကြာဘူးကတင့်အားစုတပါးပေးလိုက်ပါသည်တွင်းမှာပဲမောင်ငယ်လေးရဲ့မီးပုံးလေးဟာရွှေရောင်တောက်ပြီးကောင်းကင်ကိုလင်းထိန်စွာပြန်တက်သွားပါတယ်နောက်တစ်နေ့မှာတော့သူ့အဖွားအိုရဲ့နာမကျန်းမှုတွေပျောက်ကင်းသွားပြီးရွာသားတွေလည်းအံ့ဩကြည်ညိုစွာနဲ့မောင်ငယ်လေးကိုကျေးဇူးတင်ကြပါတော့တယ်ဒီအဖြစ်ပြက်ကနေကျေးရွာမှာစေတနာတန့်စင်လျင်ဆူတောင်းပြည့်မီဆိုတဲ့အဆိုအမိတ်လေးထွန်းကားလာခဲ့ပါတယ်